ဒီညနားဆင်ရမယ့်ထဲပါလက်စတိုင်းတွေပေါ်တိုက်ခိုက်မှုစုံစမ်းရေးအတွက်အစ္စရေးခွင့်ပြုမဲ့အကြောင်းအပြင်တိတ်ပင်လိုက်တဲ့သဘောယာယီကတ်သက်ထားတဲ့သဘောမျိုးတက်ရောက်တယ်အဲ့ဒီတွေစာရစာရန်တွေစစ်ဆေးတဲ့အခါမှာနောက်အလောက်ကန်ခွင်လန်းတွေရှောက်ထားတဲ့အခါမှာအဆင်မပြေတော့ဘူးဗျာထိုင်းရောက်မြန်မာတွေ PV စာအုပ်သစ်လဲရင်နေပြည်တော်ခွင့်ပြုချက်လိုတော့မယ့်အကြောင်းနဲ့အညာဒူဘိုင်းလို့ခေါ်တဲ့ရေနံမြေနေရာများစုကိုစစ်တပ်ကပြန်ထိန်းချုပ်တဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်မြန်မာပြည်တွင်းဖြင့်မြန်မာပြည်ကတဆင့်အိန္ဒိယနိုင်ငံတွေကိုသဘာဝဓာတ်ငွေတင်ပို့ဖို့စိတ်ဝင်စားကြောင်းရုရှားသမ္မတပူတင်ကပြောကြားလိုက်ပါတယ်ရုရှားဓာတ်ငွေကိုမြန်မာကနေထိုင်းနဲ့တရုတ်ကိုပို့ဖို့လဲရုရှားဘက်ကိုနေပြည်တော်ကပြောထားခဲ့ပါတယ်ခုရုရှားဓာတ်ငွေကိုအာရှမှာတရုတ်နဲ့ဗီယက်နမ်ကဝယ်နေပြီးအင်ဒိုနီးရှားကလည်းဝယ်ယူဖို့စိတ်ဝင်စားပါတယ်။နောက်ပြီးတော့မြန်မာပြည်တောင်ပိုင်းမှာတန်ချိန်များတဲ့သင်္ဘောကြီးတွေစိုက်ကနိုင်မဲ့ရေနက်စိတ်ကမ်းစီမံကိန်းကိစ္စကိုဆွေးနွေးနေတယ်ဆိုပြီးတော့သမ္မတပူတင်ကပြောပါတယ်။တဝဲရေနက်စိတ်ကမ်းစီမံကိန်းကကျော်မီသွေးဓာတ်ပေးစက်ရုံတိဆောက်ရေးအတွက်နေပြည်တော်နဲ့ရုရှားကြားနားလည်မှုစာချုပ်လာကိုလည်းလက်မှတ်ထိုးပြီးဖြစ်ပါတယ်။ရန်ကုန်မှာဝမ်းပြက်ဝမ်းလျှောယောဂါတွေပြန်ပွားနေလို့မြန်မာပြည်ကနေထိုင်းထဲကိုဝင်လာသူတွေကိုလေကြောင်းရေကြောင်းနဲ့နယ်စပ်မှာသတိထားစောင့်ကြည့်နေကြောင်းထိုင်းကျန်းမာရေးဌာနကဒီကနေ့ထုတ်ပြန်ပါတယ်။နယ်စပ်ဒေသတွေအပြင်ထိုင်းစေုံတွေမှာပါဒီယောဂအခြေအနေကိုသတိထားစောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ယောဂပြန်ပွားမှုရဲ့ဗဟိုချက်ဖြစ်တဲ့ရန်ကုန်ကိုအလဲသွားမဲ့သူတွေအနေနဲ့လည်းအစားအစာနဲ့ရေကိုသတိပြုဖို့တိုက်တွန်းထားပါတယ်။နောက်ပြီးတော့ခီးမသွားခင်နှစ်ပတ်ကြိုပြီးဝမ်းပြက်ဝမ်းလျှောယောဂကာကွယ်ဆေးထိုးထားဖို့လည်းအကြံပြုပါတယ်။ဂါဇာစစ်ပွဲအတွင်းမှာပါလက်စတိုင်းတွေပေါ်တိုက်ခိုက်မှုတွေတဲကထင်ရှားဆုံးနှစ်ခုပေါ်စုံစမ်းစစ်ဆေးရေးအတွက်အစ္စရေးစစ်တပ်ကခွင့်ပြုပေးဖို့ရှိပါတယ်။2024ဇန်နဝါရီလက9နှစ်သမီး Hind Rajab အသက်ခံရမှုနဲ့နောက်တစ်နှစ်မှာဖြစ်တဲ့အရေးပေါ်ကယ်ဆယ်ရေးနဲ့ကူညီရေးလုပ်သား15ယောက်သက်ဖြတ်ခံရမှုတွေဖြစ်ပါတယ်။ဒီဖြစ်ရနှစ်ခုကြောင့်နိုင်ငံတကာမှာအမျက်ဒေါသထွက်ခဲ့ကြပါတယ်။မိသားစုကြီးစံမှန်ပြီးတော့သေဆုံးနေတဲ့ကားတွေကနေအကူအညီတောင်းနေတဲ့ Hind ကိုအစ္စရေးစစ်သားတွေကတပ်ဖြတ်ခဲ့တာပါ2024ဧပြီလတုန်းကဖြစ်ပွားခဲ့တဲ့ကမ္ဘာမီးဖို့ကူညီကယ်ဆယ်ရေးဖွဲ့ကဝန်ထမ်း9ယောက်တပ်ဖြတ်ခံရမှုပေါ်ရာဇဝတ်ကြောင်းရစုံစမ်းဖို့ကိုတော့အစ္စရေးစစ်တပ်ကကြိုးစားမှာမဟုတ်ပါဘူးယူကရိန်းအာဂရီတိုက်ဖြတ်ရေးဖွဲ့ကဒီမနက်စီးနှင်းမှုတွေလုပ်ပြီးတဲ့နောက်ယူကရိန်းသမ္မတရုံးရဲ့ဒုတိယအကြီးအကဲကိုဖယ်ရှားလိုက်ကြောင်းသမ္မတရုံးကထုတ်ပြန်ပါတယ်လက်ရှိယူကရိန်းဝန်ကြီးတွေနဲ့ဝန်ကြီးဟောင်းတွေရဲ့ရုံးတွေအပြင်အမတ်တွေကိုပါဝင်ပြီးတော့ရှာဖွေခဲ့တာပါယူကရိန်းကာကွယ်ရေးဝန်ကြီးဟောင်းမီခိုင်လိုဖက်ဒရော့ဖ်ကရွေးကောက်ပွဲကျင်းပဖို့တောင်းဆိုပြီးတဲ့နောက်ဒီစီးနှင်းမှုတွေဖြစ်ပွားခဲ့ပါတယ်စစ်တွင်းရွေးကောက်ပွဲမလုပ်ဖို့လေယူကရိန်းစစ်အုပ်ချုပ်ရေးကတားမြစ်ထားပါတယ်ဒုံးကျည်တွေဒရုန်းတွေကြားကရွေးကောက်ပွဲလုပ်ဖို့စီစဉ်တာဟာထူးဆန်းရာကြတယ်ဆိုပြီးယူကရိန်းသမ္မတရုံးပြောခွင့်ရတယောက်က BBC ကိုပြောကြားခဲ့ပါတယ်2022တုန်းကပောက်ကွဲမှုတွေကြောင့်ရုရှားနဲ့ဂျာမနီကြားက Nord Stream ဓာတ်ငွေ့ပိုက်လိုင်းထိခိုက်ပျက်စီးမှုအတွက်ယူကရိန်းအမျိုးသားတဦးကိုခရိုအေးရှားမှာဖမ်းဆီးလိုက်ပါတယ်။ဒိန်းမတ်ပိုင်း Bornholm ကျွန်းကပိုက်လိုင်းတွေပေါ်ဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ရမှာကူညီခဲ့သူဖြစ်ဗလာဒီမီယာဇက်ဆိုသူရေငုံသမားကိုမတင်ငါချောင်းဂျာမနီဆိုရရှေ့နေတွေကပြောပါတယ်။ဥရောပဖန်ဝရန်နဲ့သူကိုဖမ်းဆီးခဲ့ပြီးဂျာမနီကိုလွှဲပြောင်းပေးဖို့ရှိပါတယ်။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးဥက္ကဋ္ဌတိုမိုကိုအာကာနီကိုအမေရိကန်ကဒဏ်ခတ်ပိတ်ဆို့လို့ဂျပန်ကဝေဖန်ခဲ့ပါတယ်။ဂျပန်နိုင်ငံသူခုံရုံးဥက္ကဋ္ဌကိုဒဏ်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်ကအင်္ဂါနေ့မှာကြေညာခဲ့ပါတယ်။စစ်ရာဇဝတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့အာဏာရှိတဲ့ ICC ခုံရုံးကိုဖိနှိပ်ဖို့ Trump ဆိုရရဲ့နောက်ဆုံးကြိုးပမ်းမှုလည်းဖြစ်ပါတယ်။ဆိုရဆုံးရဆွဲမှုတွေကိုစစ်ဆေးအရေးယူပြီးဥပဒေစိုးမိုးရေးကိုကာကွယ်ဖို့ ICC ခုံရုံးရဲ့ကြိုးပမ်းမှုတွေကိုဂျပန်အနေနဲ့စင်စိုက်ထောက်ခံကြောင်းဂျပန်နိုင်ငံသားရေးဌာနကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံအရှေ့ပိုင်းကိုလ်ကတ္တာမြို့ကဈေးသက်သာတဲ့ဟိုတယ်တစ်လုံးမီးလောင်လို့အနည်းဆုံးလူ9ယောက်သေဆုံးခဲ့ပါတယ်။သေဆုံးသူတွေထဲမှာကလေးငယ်တူလည်းပါဝင်တယ်လို့အာဏာပိုင်တွေကဆိုပါတယ်။လေးပိစက်ပောက်ကွဲပြီးမီးလောင်တာဖြစ်နိုင်ကြောင်းကနဦးစစ်ဆေးချက်တွေရသိရှိရပါတယ်။လူ10ယောက်လည်းဒဏ်ရာရှိခဲ့ပါတယ်။သေဆုံးသူ9ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ကြောင်းနဲ့ဒီထဲက4ဦးကမိသားစုတစ်ခုတည်းကဖြစ်တယ်ဆိုပြီးကိုလ်ကတ္တာကဘင်္ဂလားဒေ့ရှ်လက်ထောက်မဟာမင်းကြီးကပြောပါတယ်
ကိုလကတာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားအများပြားဆေးလာပြီးတော့ကုလေရှိပါတယ်သောတာရှင်များခင်ဗျာထိုင်းရောက်မြန်မာနိုင်ငံသားတွေကအလဲအပတ်နိုင်ငံကုလက်မှတ် PV စာအုပ်သက်တမ်းကုန်လို့သက်လဲလို့ရှိရင်နေပြည်တော်ရဲ့ခွင့်ပြုချက်မဖြစ်မနေလိုတော့မယ်လို့သိရပါတယ်အနည်းဆုံး2လလောက်ကြာမှဖြစ်ပြီးတော့ပြည်ထရေးခွင့်ပြုချက်ရမှာပဲတိုးလို့ရမှာဖြစ်ပါတယ်ဒီတင်ကြမှုတွေကြောင့်ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာတွေဘလို့ခက်ခဲရှိလာနိုင်တယ်လဲမသင်းတွေကစူးစီးပြောပြပေးပါမယ်။ဩဂတ်လ19ရက်နေ့ကနေစပြီးဘန်ကောက်မှာရှိတဲ့မြန်မာတန်ယုံမှာအလဲပတ် passport ပြည်ဝင်နိုင်ငံကူးလက်မှတ်တွေကိုအရင်လိုနေ့ချင်းပြီးတက်တန်းတိုးလို့မရတော့ဘူးလို့ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောပါတယ်။နေပြည်တော်ခွင့်ပြုမှပဲလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပြီးအနည်းဆုံး2လခန့်တာနိုင်တယ်လို့ဆိုပါတယ်။အထူးသဖြင့်နိုင်ငံခြားရေးကနေပြည်ထရေးဌာနစီတင်ပြပြီးမှခွင့်ပြုမဲ့တဘောလို့နားလည်ရပါတယ်။ PV ကလွယ်ပြီးကျန်တဲ့ passport တွေတက်တန်းတိုးလို့ရတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ passport အမျိုးအစားတစ်ခုကနေအခြားအမျိုးအစားကိုပြောင်းရင်တော့ PV လိုပဲနေပြည်တော်ကိုတင်ပြရမှာပါ။ရှောက်ထားရမယ့်အဆင့်ဆင့်နဲ့ပတ်သက်လို့ထိုင်းအခြေဆိုင်ကုညီညာအဖွဲ့တာဝန်ရှိသူရှင်းပြတာကတန်ယုံကနေပြီးတစ်ဆင့်ဟိုကနေပြည်တော်သို့စတင်ရလို့ပြောပါတယ်။ဟိုဘက်ကနေပြီးတော့ကွန်မြူနီတီအချာမှာတော့တန်ယုံဘက်ကနေဒီစာအုပ်ကိုလက်ခံပြီးစောင့်ရမယ်လို့ပြောပါတယ်။စာအုပ်ကဒီဟာကိုလက်ခံထားတယ်ဆိုရင်အဆင့်မရှိတာပေါ့နော်။စာစာကနေဒီဟာကိုပတ်ဆိုလည်းပြီးသားကိုဒီလိုဒီတန်မတ်ကိုရိတ်မှုထားတဲ့အောက်မှာပေါင်ဖြည့်ပြီးတော့ထားခဲ့ရတယ်ပေါ့နော်။ဒီအောက်မှာနောက်2လနေပြန်ဆွတ်တယ်ပါရဲ့ပေါ့နော်။အဲ့လိုကြီးလိုက်တယ်။ပြောချင်တာကတော့နှစ်ပိတ်တာပေါ့နော် PV passport နဲ့နေထိုင်အလုပ်လုပ်နေသူတွေနဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်မှုထမ်းတိမ်းရှောင်လို့တဲ့လူငယ်တွေအများစုအပေါ်တက်ရောက်နိုင်တဲ့အခြေအနေမှာရှိပါတယ်။နေပြည်တော်လိမ့်မှုပေးဖို့ရမယ့်စာမှာကိုရေးအချက်လက်တွေအပြည့်အစုံနဲ့တင်ပြရတာဖြစ်လို့အချက်လက်တွေကိုနေပြည်တော်ကစုဆောင်းလိုက်တဲ့သဘောလိုလဲယူဆမှုတွေရှိနေပါတယ်။ထိုင်းရောက်မြန်မာတွေအတွက်ဘလို့အခက်အခဲတွေရှိလာနိုင်ပါသလဲ။မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမိုးကျိုးပြောတာကပိတ်ပင်လိုက်တဲ့သဘောယာယီကတ်သက်ထားတဲ့သဘောမျိုးတက်ရောက်တယ်အဲ့ဒီအတွက်စာရနေစစ်ဆေးတဲ့အခါမှာနောက်အလုတ်ကိုင်းခွင်လန်းတွေလျှောက်ထားတဲ့အခါမှာအဆင်မပြေတော့ဘူးဗျာထိုင်းရောက်မြန်မာနိုင်ငံသားတချို့မေးကြည့်တဲ့အခါတက်တန်းမတိုးတော့ပဲဆက်နေဖို့စီစဉ်ထားတယ်လို့လည်းပြောကြပါတယ်ဦးမင်းအောင်လှိုင်ဟာဩဂတ်လ9ရက်သူ့ရဲ့ထိုင်းခီးစဉ်အတွင်းဘန်ကောက်မြို့ရှိမြန်မာတန်ယုံကိုတွားရောက်ခဲ့ပါသေးတယ်သူတွားရောက်ပြီး12ရက်အကြာမှာပဲအခုလိုတင်းကျပ်မှုတွေဖြစ်လာတာပါတော်တော်ရှင်များခင်ဗျာမကွေးတိုင်းကအညာဒူဘိုင်းလို့ခေါ်တဲ့ရေနံမြေကိုစစ်တပ်ကပြင်းထန်ထိုးစစ်ဆင်ပြီးတဲ့နောက်နေရအများစုကိုပြန်ထိန်းချုပ်သွားပြီလို့ဒေသခံတွေနဲ့စစ်ရေးနှိစက်သူတွေကပြောပါတယ်စစ်တပ်ရောက်လာပေမဲ့အလုံးစုံမထိန်းချုပ်နိုင်သေးဘူးလို့လည်းတော်လှန်ရေးတပ်တွေကဆိုပါတယ်အဲ့ဒီဒေသဟာတော်လှန်ရေးတပ်တွေအတွက်ဘလောက်ရေးကြီးသလဲမက်ဆန္ဒဝင်းကတင်ဆက်ပေးပါမယ်မြိုင်နဲ့ပေါင်းမြို့နယ်အဆက်ကရေနံမော်တွေမှာရေနံတွင်းပေါင်းထောင်ချီရှိပါတယ်။အဲ့ဒီအထဲမှာကြောက်ခွက်နဲ့ဝဲတူးရေနံမြေကအထင်ရှားဆုံးပါရေနံစိမ်းထွက်ရှိမှုကိုလက်ရှိထိန်းချုပ်ထားတဲ့အဖွဲ့တွေရောအရင်အစိုးရအဖွဲ့တွေကပါစီးရင်စရာနဲ့တရားဝင်ထုတ်ပြန်ထားတာမရှိပေမဲ့ရေနံထွက်ရှိတဲ့တွင်းငယ်တစ်ခုမှာတရက်ကိုရေနံစိမ်းပြပအနည်းဆုံးရာချီထွက်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီရေနံမော်တွေကနေထွက်ရှိတဲ့ရေနံစိမ်းတွေဟာဒေသရင်းကတော်လှန်ရေးနဲ့အုပ်ချုပ်ရေးအတွက်ကြီးမားတဲ့ဝင်ငွေနဲ့လောင်စာဆီထောက်ပံ့မှုပေးနိုင်တာကြောင့်စီးပွားရေးနဲ့စစ်ရေးမှာအရေးပါတယ်လို့နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။အခုတော့စစ်တပ်ဘက်ကမြိုင်မြို့နယ်တွေကကြောက်ခွက်နဲ့ဝဲတူးရေနံမြေအထိရောက်လာပြီလို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။လက်ရှိမှာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ပေါင်မြို့နယ်ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတယောက်ကအခုလိုဆိုပါတယ်။ရသွားပြီဆိုတာကတော့ဒီသူတို့လဲတော့ပဲဝင်လာအောင်ရှိသေးတာဘလို့ကြီးသူတို့လုံးလုံးသိချုပ်နိုင်တာမျိုးမဟုတ်သေးဘူးပေါ့လေ။ဒီနောက်ပိုင်းတော့ဘုဘကလည်းလုံးလုံးကြီးတော့လက်လို့ဆုံးခံမှာမဟုတ်ဘူး။ဘုဘကလည်းပြန်ယူမှာ။ NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနဒုဝန်ကြီးဦးကျော်နီကလည်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ရေနံမြေကိုစစ်တပ်ကဝင်ရောက်လာပေမဲ့အလုံးစုံထိန်းချုပ်နိုင်မှုကဖြစ်နိုင်ခြေနည်းတယ်လို့ပြောပါတယ်။မကွေးကာကွယ်ရေးတပ်နဲ့ပခုတ်ကူမြိုင်နဲ့ပေါက်မှာရှိတဲ့ကာကွယ်ရေးတပ်တွေအပြင် NUG လက်အောက်ခံမကွေး Federal Unit ကစစ်ကြောင်းတွေနဲ့အတူ ABSDF BPLA တို့ကအညာတမာစစ်စင်ရေးဆိုပြီးပြန်လည်တိုက်ခိုက်တာတွေတွေ့ရပါတယ်။ဒါကြောင့်မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အဆက်မှာတိုက်ပွဲတွေဆက်ဖြစ်ပေါ်နေပြီးစစ်တပ်ကမြေပြင်ရောဝေဟင်ကနေပါတိုက်ခိုက်နေတဲ့ဒီအတွက်ရေနံမော်လုပ်ငန်းတချို့ကိုရပ်နားထားရတယ်လို့မြိုင်ဒေသခံတယောက်ကပြောပါတယ်။နှုံးနှစ်ဖက်စစ်ဖြစ်နေရဆိုတော့လုပ်ငန်းတွေကတော့ဆက်လက်ပတ်တာတော့ဆက်အစ်စ်လုပ်တာတွေတော့ထပ်တိုးလုပ်တာတွေတော့မတွေ့မိဘူးဗျ။ရေနံမြေဘက်ကိုစစ်တပ်စစ်ကြောင်းထိုးကြတဲ့ကပေါက်နဲ့မြိုင်မြို့နယ်ကကျေးရွာတချို့မှာမိရှုခံခဲ့ရပြီးအရက်သားအယောက်30ခန့်တပ်ဖြတ်ခံခဲ့ရတယ်လို့အညာတမာစစ်စင်ရေးကထုတ်ပြန်ထားပေမဲ့စစ်တပ်ဘက်ကတော့ဒီကိစ္စအပေါ်တစုံတရာတုံ့ပြန်တာမျိုးမတွေ့ရသေးပါဘူး။တော်ရရှိမြခင်ဗျာစ
စစ်တပ်လက်အောက်မှာရှိတဲ့ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာပြင်းထန်ဝမ်းပြက်ဝမ်းလျှော့ယောဂဖြစ်ပြီး10 ဦးထက်မနည်းသေဆုံးတယ်လို့သိရပါတယ်။ပြည်နယ်ကျန်းမာရေးဘက်ကတော့မြို့ပေါ်မှာကူးစက်မှုမရှိကြောင်းနဲ့သေဆုံးမှုမရှိဘူးလို့ညင်းဆိုပါတယ်။ဒီကြောင်းကိုမြင့်လွင်ကတင်ဆက်ပေးပါမယ်။ စစ်တွေကဒုက္ခသည်စခန်းတွေမှာပြင်းထန်ဝမ်းလျှောဝမ်းပြဲယောဂကြောင့်ဒီနေ့အထိကလေးငယ်တွေအပါအဝင်သေဆုံးသူ12 ဦးရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိတက်ကီပြင်၊အုံတော်ရှည်၊ပင်လယ်ပြင်၊ဓားပိုင်၊သေချောင်စားတဲ့မွတ်စလင်ဒုက္ခသည်စခန်း 5 ခုနဲ့စစ်တွေမြို့တွင်းကရခိုင်စစ်ချောင်စခန်းတချို့မှာပါဖြစ်နေတာလို့သိရပါတယ်။အခုဝမ်းယောဂဖြစ်ရတာဟာအငယ်ဘေးနဲ့ရင်ဆိုင်နေကြရခြင်းရအစားအစာတွေကိုစားသောက်နေကြရတာကြောင့်ဖြစ်တယ်လို့တက်ကီပြင်ဒေသခံတွေကပြောပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့တက်ကီပြင်ဒေသခံတူပြောပြချက်ကိုအသံစားထိုးဖက်ပြထားပါတယ်။ အဓိကယောဂဖြစ်တာကစားဖို့နေရင်အချောင်းနဲ့ယောဂ အဓိကစားဝတ်နေရေးခက်ခဲကြောင်ဖြစ်ကြတာပါထမင်းငတ်တော့ရတဲ့စားတွေစားလို့ဖြစ်ကြတာပါအခုကျွန်တော်ကြားသလောက်တော့9 ယောက်သေးတယ်ဒီလူတွေကဆေးရုံကိုလာတဲ့အချိန်မှာလမ်းတွဲမှာပဲစုံကြတာပါအစိုးရကလည်းမလာဘူး NGO တွေကလည်းဘာမှလာမပေးဘူးလက်ရှိတက်ကီပြင်ဆေးရုံမှာတော့36 ယောက်ရှိနေပါတယ်စစ်တွေမျိုးတွင်ဒညဝတီရက်ကွက်ကအောင်ဒုက္ခဘုံတော်ကြီးကျောင်းမှာရှိတဲ့ရခိုင်စစ်ချောင်စခန်းမှာလည်းဝမ်းယောဂဖြစ်နေသူတွေရှိနေတယ်လို့ဆိုပါတယ်။ပြည်내ကျန်းမာရေးဌာနကတော့စစ်တွေမျိုးတွင်နဲ့ရခိုင်စစ်ချောင်စခန်းတွေမှာဝမ်းယောဂဖြစ်တဲ့သူမရှိဘဲမွတ်စလင်ဒုက္ခသည်စခန်းတွေမှာဖြစ်နေတာလို့ပြောပါတယ်။လူနာတွေကိုဩဂုတ်လ10 ရက်နေ့ကစလို့ IDP စခန်းတွေနဲ့အနည်းဆုံးနေရာမှာရှိတဲ့တက်ကီပြင်တိုင်းနယ်ဆေးရုံနဲ့စစ်တွေမျိုးပေါ်ကဂရင်900ဆေးရုံကြီးမှာကုသပေးနေတာလို့ဆိုပါတယ်။ဆေးဝါးကုသပေးနေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ပြည်내ကျန်းမာရေးမှူးဒေါက်တာကျော်စင်ပြောတာက မိကကမ်တွေမှာဖြစ်တာပါကျွန်တော်တို့ဆေးရုံတွေမှာတော့သေဆုံးတာမရှိပါဘူးခေါ်တော့ပိုးတွေ့တဲ့အတွက်ကြောင့်မလို့ပိုးတွေ့ပြီဆိုတာနဲ့ပြင်းထန်ပါတယ်ခင်ဗျကျွန်တော်တို့မှာရှိတဲ့ဆေးရုံနှစ်ရုံကတော့ထိရောက်သောကုသမှုတွေပေးနေတယ်ဆေးနဲ့ CBC တွေအလုံးလောက်ရှိတဲ့အတွက်ကြောင့်မလို့ယောဂကောက်ထိန်းချုပ်မှုလုပ်ငန်းတော့ကျွန်တော်တို့ဘက်ကနေတော့တိတိကျကျလုပ်နေတဲ့အတွက်ကြောင့်မလို့စိုးရိမ်စရာမရှိပါဘူးလက်ရှိမှာယောဂဖြစ်ပေါ်မှုနှုန်းကျဆင်းသွားပြီလို့ကျန်းမာရေးဌာနဘက်ကပြောပေမဲ့မွတ်စလင်ဒုက္ခသည်စခန်းတွေမှာတော့ကူးစက်မှုတွေဆက်ရှိနေပြီးငွေကြေးအခက်အခဲကြောင့်ဆေးရုံဆေးခန်းတွေစီမရောက်လာနိုင်သူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တွေမြို့ပေါ်မှာရှိတဲ့ရခိုင်စစ်ချောင်စခန်းတွေနဲ့မွတ်စလင်ဒုက္ခသည်တွေကိုတော့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကငွေကြေးထောက်ပံ့မှုတွေရှိပါတယ်ဒါပေမဲ့မွတ်စလင်ဒုက္ခသည်တဦးကိုတလစာကျပ်ငွေ 4500 စီထောက်ပံ့ပေးထားပေမဲ့လက်ရှိကြီးမြင့်နေတဲ့ကုန်စည်နှုန်းတွေနဲ့ဖူလုံမှုမရှိသလိုဒုက္ခသည်အိမ်ထောင်စု200 ခန့်ကိုလည်းပြီးခဲ့တဲ့ဧပြီလကတည်းကထောက်ပံ့မှုတွေဖြတ်တောက်ထားတယ်လို့သိရပါတယ်မြန်မာသင်္ဘောသား10 ဦးပါဝင်တဲ့သင်္ဘောပေါ်မှာဖွက်ထားတဲ့မက်သာဖက်တမင်းမူရစ်ဆေးရည် 2.6 တန်ကျော်ကိုဖမ်းမိခဲ့တယ်လို့အင်ဒိုနီးရှားသတင်းတွေမှာဖော်ပြပါတယ်။အဲဒီသင်္ဘောကမလေးရှားနိုင်ငံဆာရဝတ်ကနေအင်ဒိုနီးရှားကိုမူရစ်ဆေးတွေသယ်လာတဲ့ဆိုတဲ့သတင်းရလို့ဖမ်းဆီးခဲ့ကြောင်းအင်ဒိုနီးရှားမူရစ်ဆေးနှိမ်နင်းရေးအေဂျင်စီကနေထုတ်ပြန်ခဲ့ပါတယ်။